အဲ့ဆိုဆရာကျွန်တော်တို့ founder syndrome ကြောင့်တစ်ချက်လေးနည်းနည်းပြောပေးပါဦး။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီ wine podcast ဆိုပြီးဖြစ်လာဆရာရဲ့အဲ့ founder syndrome ကြောင့်ပေါ့နော်။ကျွန်တော်တို့ဆွေးနွေးနေမှာဖြစ်လာဆိုတော့အဲ့ founder syndrome ကြောင့်နည်းနည်းလေး။ဘာလို့တော့ဒါကြောင့်တခြားလူတွေဘယ်သူမှတိုက်ခိုက်တာလည်းမဟုတ်ပြောတာလည်းမဟုတ်ကိုဘာပေါ့နော်။ Okay founder syndrome ကအမှန်တိုင်းပြောရင်ကျွန်တော်တို့လာလုပ်ငန်းရှင်တိုင်းမှာကျွန်တော်တို့ရှိတဲ့လက္ခဏာလေးတွေနော်ဘာလို့ဆိုတော့ဒီလူကအကယ်ထားပါအခု Wine Creative ဟုတ် Wine Creative ကိုရဲအောင်မင်းကအစပြုခဲ့လို့ Wine Creative ဆိုတာဖြစ်လာတာဟုတ်ဆိုတော့အဲ့ Wine Creative ကိုကျွန်တော်မြည်ပြီးတော့မှအခြားဒီမှာလုံနေတဲ့ကလေးတွေလည်းကျွန်တော်ရှိနိုင်တယ်သူနဲ့ဆက်ပြီးတော့မှအခြားအခွင့်အလမ်းကောင်းတွေရသွားတဲ့ကိုယ့်ရဲ့ partner organizations တွေလည်းရှိနိုင်တာပေါ့နော်ဆိုတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင် Wine Credit တာဖြစ်မလာဘူးဆိုလို့ရှိရင်ခုနကလူတွေအတွက်လောက်ကင်ခွင့်လည်းကျွန်တော်အားနေသွားနိုင်ဟုတ်ဆိုတော့လုပ်ငန်းတစ်ခုကိုစပေးလိုက်နိုင်တဲ့လုပ်ငန်းရှင်တွေကတော့ဒါကောင်းတဲ့syndrome တစ်ခုပေါ့နော်ဒါသူတို့စရလို့ဖြစ်လာတဲ့လုပ်ငန်းတစ်ခုအဲကြောင့်မို့သူတို့ရဲ့သူတို့ရဲ့အရှိန်သူတို့ရဲ့လုံနိုင်တဲ့စွမ်းအားနော်သူတို့ရဲ့ရရှိကိုမြင်နိုင်တဲ့အမြင်တွေကနေစတာပေါ့နော်လုပ်ငန်းတစ်ခုအဲ့ပေါ်မှာခြေခံပြီးတော့မှဒီလုပ်ငန်းခွင်တစ်ခုဖြစ်လာတယ်ခုန centralize ကိုကျွန်တော်ပြန်သွားတဲ့ဒီနေရာမှာပေါ့နော်ဆိုတော့အစမှာတော့ဒီ founder syndrome ဆိုတာကောင်းတယ်စင်ပြေတယ်ရှိလဲရှိတဲ့နဲ့သူ့ရဲ့ဖြစ်ချင်ကင်ချင်နဲ့လုပ်ချင်တဲ့ six center တွေပြင်းပြနဲ့ကျွန်တော်ကအဲ့ဟာကိုတွန်းအားတစ်ခုနဲ့ drive တစ်ခုနဲ့ကျွန်တော်ကလုပ်ငန်းကိုအရှိကိုဆွဲခေါ်သွားတယ်ဒါပေမဲ့အမြဲတမ်းအတိုင်းပဲဖြစ်နေမယ်ဆိုရင်အဆင်မပြေနိုင်เนาะအခုကျွန်တော်တို့ Wine Creative ကျွန်တော်လုပ်နေတယ်နော်ကျွန်တော်ဒီ Wine Podcast တွေကျွန်တော်လုပ်နေတယ်အခြားသောကျွန်တော် activities တွေအများကြီးလုပ်နေတယ်ဒီဟာတွေအားလုံးကိုဘယ်သူဥဆောင်နေရလဲကျွန်တော်ပြန်စဉ်းစားဖို့လိုအပ်တယ်ဘယ်သူရဲ့အမြင်ဘယ်သူရဲ့ရရှိကိုစဉ်းစားပြီးတော့မှတွေးခေါ်ပြီးတော့မှသွားတဲ့ပုံစံမျိုးနဲ့ကျွန်တော်သွားနေတာလဲဘယ်သူကိုယ်တိုင်ကဥဆောင် operation ကိုဥဆောင်ပြီးသွားနေတာလဲဆိုတော့ကြည့်ဖို့လိုအပ်တယ်ဆိုတော့လုပ်ငန်းတစ်ခုအရင်ကြီးတိုးတက်သွားတဲ့အခါမျိုးတွေမှာဟာလာအစကိုစခဲ့တဲ့ပုံကိုဒီလားရေရှည်ကိုလည်းကျွန်တော်ကြည့်မယ် daily operations ကိုလည်းကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နှစ်ဖက်လုံးမှာအားနည်းလာနိုင်တယ်အဲကြောင့်မို့ချိန်တစ်ခုရောက်တဲ့အခါမှာကျွန်တော်တို့ကမွေးတဲ့သူကိုမွေးပြီးတော့မှတာဝန်ခွဲဝေပေးတဲ့သူကိုတာဝန်ခွဲဝေပေးပြီးတော့မှလုပ်ပိုင်ခွင့်တွေပေးပြီးတော့မှ operations တွေကိုထားပေးခဲ့ပြီးတော့မှအရှိမအစပြုခဲ့တဲ့သူဒီ strategic thinking မျိုးတွေရေရှည်မှာမလုပ်မလဲဘယ်သူနဲ့ပူးပေါင်းပြီးတော့မှဘယ်လိုမျိုးတွေကိုပဲအဓိကလုပ်မလဲဆိုတာကိုပဲဥဆောင်ပြီးတော့မှနေ့တူလောက်ရမယ်အလုပ်တာဝန်တွေကိုအခြားသူတွေကိုခွဲပေးပြီးတော့မှကျွန်တော်သွားဖို့လိုအပ်တာပေါ့နော်ဆိုတော့ founder syndrome ကအဲ့လိုလေးတော့ကျွန်တော်နားလည်ဖို့လိုအပ်တယ်ဆိုတော့ရှိတဲ့နဲ့ရှိလဲရှိဖို့လိုအပ်တယ်အဲ့ဒီ driving force တွေကတည်းကကျွန်တော်လုပ်ငန်းရှိအောင်ရအောင်သူဒီတွန်းအားဖြစ်တွန်းသွားပေးတာပေါ့ဒါပေမဲ့အမြဲတမ်းလားလုပ်ငန်းတစ်ခုရေရှည်သွားနေတဲ့အခါမျိုးတွေမှာတောက်လျှောက်အဲ့ syndrome တစ်ခုပါလာရင်ရောအဆင်ပြေနိုင်မလားဆိုတဲ့ဟာမျိုးတွေစဉ်းစားဖို့လိုအပ်တာပေါ့နော်ကျွန်တော်တို့ကoperations ကိုလုပ်မှာလား leaders တယောက်အနေနဲ့ strategic leaders တယောက်အနေနဲ့ကိုကစဉ်းစားပြီးတော့မှအရှိကိုကျွန်တော်ဆက်ပြီးသွားမလားဆိုတဲ့ဟာမျိုးစဉ်းစားတာပေါ့မဟုတ်ဘဲနဲ့အဲ့လိုအရှိကိုပဲသွားဖို့တမစဉ်းစားဘဲနဲ့ operation ကိုပါတောက်လျှောက်ဝင်ပါနေမယ်ငါပါမှဖြစ်ရမယ်ငါပဲတည်တယ်ငါပဲတက်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ကျွန်တော်ဝင်ပါနေမယ်ဆိုလို့ရှိရင်တော့အဲ့လုပ်ငန်းကလည်းဒီမှာဒီခုနပြော founder syndrome ကဟာလာအခက်အခဲတစ်ခုကြောင့်လုပ်ငန်းကအရှိကိုမရောက်သွားဘဲနဲ့နေရာတစ်ခုမှာသူဒီတန့်သွားနိုင်ပေါ့လေဆိုတော့လုပ်ငန်းရှင်ကိုယ်တိုင်ကလည်းပေးတဲ့သူပဲပေးတဲ့သူကိုပေးတဲ့လုပ်ပိုင်ခွင့်နဲ့ authorities တွေပေးပြီးတော့မှကျွန်တော်ကသူကအရှိကို strategic leaders တယောက်အနေနဲ့အရှိကိုဆက်သွားတယ်ပေါ့လေ founder syndrome ဖြစ်ပြီးတော့အိမ်နားမှာလဲနေမယ်ဆိုရင်အရှိမရောက်နိုင်ဘူးပေါ့ အရှိမရောက် business ကနော်အရှိရောက်ချင်တယ်အရှိဆက်သွားချင်တယ်ဆိုလို့ရှိရင်တာဝန်ကိုခွဲပေးရမယ်တာဝန်ပေးရမယ်ပေါ့နော်ပြီးရင်အဲ့ရဖြစ်လာမယ် risk ကိုလည်းကိုယ်တိုင်လက်ခံနိုင်ရမယ်နော်ဟုတ်ဂျုံတွင်းချစ်စလန်တွေကိုတားဆီးတာတကယ်ရောအလုပ်ဖြစ်ရလားတကယ်ရောကောင်းရလားပေါ့နော်ဘလို့ပဲတားဆီးဂျုံတွင်းချစ်စလန်တွေကရှိနေမှာပဲဂျုံတိုင်းမှာရှိနေမှာပဲလူများရုံဆိုပိုများမှာပေါ့နော်အဲ့ဒါတွေကိုတားဆီးနေမယ်ဆိုလို့ရှိရင်ရောဘာတွေဖြစ်လာနိုင်လဲအဲ့ဒါမတားဆီးဘူးဆိုရင်ရောဘာတွေဖြစ်လာနိုင်လဲပေါ့နော်ဟုတ် workplace romance ဟုတ်နော်လုပ်ငန်းခွင်ချစ်စလန်နေပေါ့နော်ကျွန်တော်တို့တနေ့အိမ်မာနေတာနဲ့လုံမာနေတာနော်တကယ်
professional အနေနဲ့ရက်တည်လာတဲ့ခါမှာပိုတော့မှသိရတယ်နော်ကိုယ့်ရဲ့ဒီ work life balance မှာဟာလာမိသားစုကိုအချိန်ပေးတာအိမ်ကိုအချိန်ပေးတာကိုယ့်ရဲ့အခြား social work တွေကိုအချိန်ပေးတာနဲ့အလုပ်ကိုအချိန်ပေးတာကဘယ်ဟာပိုပြီးများမလဲအလုပ်ကိုအချိန်ပေးတာပိုပြီးများတယ်ပေါ့နော်ကိုယ့် professions ကိုပိုပြီးအချိန်ပေးတာများတယ်ဆိုတော့ဒီအလုပ်ထဲမှာတာယာမှုကိုကျွန်တော်ရှာလိုက်တာကမမာဘူးမနိုင်ပြောရင်နော်မားတော့မမာဘူးပေါ့နော်ဆိုတော့အားလုံးကလူသားတွေဖြစ်နေတဲ့ကြောင့်မလို့လုပ်ငန်းခွင်ထဲမှာဒီတရားပေါ်မှာရိမ့်သွားတာဟလာနော်သူရဲ့စိတ်ခံစားချက်တွေရိမ့်သွားတာဒီညမှာကျွန်တော်တို့ပြောချင်တာကဟလာနှစ်ခုရှိမယ် workplace romance လို့ပြောရကြမလို့ကျွန်တော်တို့ဒီintimate ဖြစ်တဲ့ကိစ္စတွေမပါအောင်နော် intimate ဖြစ်တဲ့ကိစ္စကသူရဲ့ attitude နဲ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒီဟာကိုပဲတန်တာလို့ဖြစ်တဲ့ကိစ္စတက္ကနာအဲ့ဒါကိုကျွန်တော်ဒီကနေခဏထည့်ထုတ်ထားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းတစ်ခါကြလို့ရှိရင်စိတ်ပင်ပန်းတဲ့အခါမှာကိုယ့်ကိုကွီးနိုင်ရေးဆိုတော့ coffee နဲ့တက်တဲ့သူကိုဟာလာအဲ့ပုံမှာ okay သူငါ့ကို give side တော့ပဲလေးဆိုပြီးတော့မှကျွန်တော်တို့ဟာလာပြည့်ရှင်မှုရသွားတယ်စိတ်အေးချမ်းသွားတဲ့အနေခိုက်တန့်လေးကျွန်တော်ရှိတာပေါ့နော်ဆိုတော့ workplace romance ကရှိလဲရှိမှာပဲရှိလဲရှိတင်ပါတယ်ဘာလို့ဆိုကျွန်တော်တို့က profession တစ်ခုရောက်သွားတဲ့အခါမှာဒီထဲမှာပဲအချိန်ကတောက်လျှောက်နှစ်ထားတာဟိုကျွန်တော်တို့ workplace romance မရှိဘူးလို့ကျွန်တော်ပြောလို့မရအောင်ရှိလိမ့်မယ်ဆိုတော့ဘယ်လိုတားလို့ရမလဲဘယ်လိုမှကျွန်တော်တားလို့မရပါဘူးเนาะဆိုတော့တားလို့မရတဲ့ခါမှာတော့ကျွန်တော်တို့ net လေးတော့ smart ဖြစ်ဖို့တော့လိုအပ်တာပေါ့เนาะဆိုတော့ဘာကြောင့်ဒီလို smart ဖြစ်ဖို့လိုရလဲဆိုတဲ့အခါမှာworkplace romance ကအနောက်မှာကျွန်တော်ကဟာလားထားပေါ့ဥပမာကျွန်တော်ကကျွန်တော်အမြဲတမ်း take care လုပ်ပေးတဲ့သူကိုပို့ပြီးတော့မှဟာလား favor ပေးလာမယ်နေရာပေးလာမယ်ဆိုလို့ရှိရင်လုပ်ငန်းခွင်ထဲမှာပဲဖြစ်တဲ့ culture တွေမရှိတော့ favorism တွေများလာမယ်တယောက်ကိုနေရာပေးနောက်တယောက်ကိုနေရာမပေးဘူးဆိုတော့အနေထားမျိုးတွေကျွန်တော်ဖြစ်လာနိုင်တာပေါ့နော်ဆိုတော့ workplace romance ကအနောက်မှာမကောင်းတဲ့အချက်ကဒီ favorism ဆိုတဲ့ကိစ္စတွေဖြစ်လာတာဆိုတော့ favorism တွေမဖြစ်လာအောင်ပဲကျွန်တော်တားလို့ရဘယ်လိုတားမလဲဆိုတော့သူ့ရဲ့လုပ်ပုံလုပ်နည်းတွေတော့ရှိမှာပေါ့လေဆိုတော့အဲ့ favorism တွေဖြစ်မလာအောင်ပဲကျွန်တော်ကစဉ်းစားဖို့လိုအပ်တယ်တားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့လို favorism ဖြစ်လာလို့လေတခါကြလို့ရှိရင်ဒါနောက်ထပ်ကိုရမယ်မမေးတဲ့ကျွန်တော်ခေါင်းနဲ့ဝင်လာတဲ့တခုပေါ့နော်ပြောချင်တာလေးရှိမယ်ဘာလဲဆိုလို့ရှိရင်အကေကိုကအထက်လူကြီးတယောက်အောက်မှာအလုပ်လုပ်နေတယ်ကိုနဲ့ကိုရဲ့နောက်ထပ် colleague တစ်ယောက်ရှိမယ်လုပ်တဲ့သူပေါ့နော်ဆိုတော့ကိုက favor ပေးခြင်းမခံရတဲ့သူနောက်ထပ်တစ်ယောက်က favor ပေးခြင်းခံရတဲ့သူနော်ဆိုတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူး workplace romance သူတို့နှစ်ယောက်ကြားထဲမှာကောင်းမွန်တဲ့ relationship ရှိနေတာကောင်းတယ်မနှမ်းပြောရင်ဘာမှလည်းကိုနဲ့လည်းဘာမှမဖြစ်ဘူးဒါပေမဲ့ကိုကအဲ့ favor မရလို့ဟောဘာဖြစ်သွားလဲဘာမှမဖြစ်ဘူးကိုကဘာလုပ်ဖို့လိုအပ်တယ်နော်ရုံထွက်နိုင်ဖို့လိုအပ်တယ်အဲ့ဒီ situation ကနေပြီးတော့မှကိုယ့်ရဲ့ social capitals ကိုကပိုပြီးကောင်းအောင်လုပ်ဖို့လိုအပ်တာပေါ့နော်ပိုကောင်းပိုအားကောင်းအောင်လုပ်မယ်ကိုယ့်ရဲ့သိရှိမှုတက်မြောက်မှုကိုယ့်ရဲ့ visibilities ကိုလုပ်ငန်းခွင်ထဲမှာပို့ပြီးတော့မှမြင်အောင်လုပ်မယ်ကိုယ့်ရဲ့ visibility ဆိုတာကနေရာတကာဖြတ်လျှောက်နေတာမျိုးပြောချင်တာမဟုတ်ဘူးเนาะကိုယ့်ရဲ့လုံနိုင်တဲ့အနေထားလုံနိုင်တဲ့အရေးချင်းကိုလုပ်ငန်းထဲမှာကိုယ်ဒီပြဖို့လိုအပ်တယ်ဆိုတော့ favorisms ကအခြားသူကြောင့်မှအမြဲတမ်းရှိနေသည့်တိုင်အောင်ကိုက visibilities ကိုတိဆောက်ထားရတယ်ကိုကလုံနိုင်တယ်လုံတက်တယ်လုံနိုင်တဲ့အရေးချင်းကိုမှရှိတယ်ဆိုတဲ့ဟာမျိုးပြမယ်ဆိုလို့ရှိရင် favorism ဆိုတဲ့ဒီအနေထားတစ်ခုကလည်းကိုယ်ဘာမှဒိုင်မခံနိုင်ဘူး favor မပေးခြင်းခံရတဲ့သူတယောက်ကိုပြောတာပေါ့နော်အဲ့တော့ favor ပေးတဲ့ကိစ္စကလည်း workplace romance နဲ့ကျွန်တော်ချိတ်ဆက်နေတယ်ဘာမှဖြစ်ဘူးအဲ့ဒါလည်းဒါပေမဲ့တားဆီးလို့တော့မရဘူးဖြစ်မှာပဲဒါပေမဲ့ကျွန်တော်တို့တကယ် operation run တဲ့ခါမှာတော့ဟာလာဒီ favorism ဆိုတဲ့ stage ကိုရောက်မသွားအောင်ဘယ်လိုမျိုးကျွန်တော်တို့ control system တွေနဲ့စဉ်းစားမလဲဆိုတော့စဉ်းစားတယ်တော့ထင်ပါတယ်ဟုတ်ကျွန်တော်အခုလူငယ်ကြီးကြားမှာလည်းခေတ်စားတယ်အဲ red flag green flag ပေါ့နော်ဟုတ်အဲ့ဒါတွေကအလုံးမအောင်တူညီနိုင်မှုရှိလားဥပမာအပြင်မှာဒီလူတယောက်ကသူ့ရဲ့ relationship သူ့ရဲ့ဟာမှာ green flag ဖြစ်နေလုပ်ငန်းခွင်မှာ green flag ဖြစ်နိုင်လားအဲ့သွားပြီးတော့ link ရှိလားဟုတ်ယုံကြည်မှုတစ်ခုမှာတော့ဖြစ်နိုင်တယ်ဟုတ်ဒါပေမဲ့ကျန်တဲ့နေရာမှာတော့ကိုနဲ့အရင်ရင်းနှီးတဲ့ကိုယ့်ရဲ့ mix တွေပေါင်းတင်တွေကိုကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာကိုကပြန်ခေါ်ပြီးတော့မှအလုပ်ခိုင်းတဲ့အခါမှာဟုတ်လား oral ဆိုတဲ့လေသံနဲ့ကျွန်တော်ခိုင်းလို့ရလားပြန်စဉ်းစားဖို့လိုအပ်တာပေါ့နော်ဆိုတော့အပြင်မှာတော့သူနဲ့ကိုနဲ့ကြားထဲမှာ green flag တွေကျွန်တော်အများကြီးရှိတယ်စင်ပြေတဲ့ point တွေအများကြီးရှိတယ်သူ့ကိုဟုတ်လားကိုယ့်ရဲ့
လုပ်ငန်းထဲမှာဝန်ထမ်းဖြစ်ခေါ်ပြီးထက်လာတဲ့အခါမှာအဲ့ green flag က red flag ဖြစ်ကျွန်တော်ပြောင်းသွားနိုင်တယ်ဆိုတော့စင်မပြေနိုင်ဘူးမနိုင်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ခေါ်လည်းမခေါ်တင်ဘူးနော်အကယ်၍ကျွန်တော်တို့မဖြစ်မနေခေါ်ရမယ်ဆိုလို့ရှိရင်ကျွန်တော် outsource ပုံစံမျိုးနဲ့ပဲကျွန်တော်လုပ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့လုပ်ငန်းခွင်ထဲမှာအပြင်မှာကောင်းတဲ့ခုနရှိခဲ့တဲ့ green flag တွေအစား red flag ဖြစ်ပြန်ပြီးပြောင်းလဲသွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ကကိုယ်နဲ့အရင်ရင်းနေတဲ့သူတွေကိုကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာဝန်ထမ်းဖြစ်ခေါ်ပြီးခန့်တာမျိုးဒီအရင်ကောင်းတဲ့အချက်တော့မဟုတ်ဘူးတစ်ခါတလေကြာလို့ရှိရင်ဒီမှာအရှိမပြောတော့ favorism ဆိုတာလည်းပြန်ပြီးကပ်ပြီးပါလာနိုင်တယ်နော်သူမလုပ်တဲ့ဟာကိုကိုကယုံကြည်တာကိုဟုတ်ယုံကြည်သည့်တိုင်အောင်သူဒီမလုပ်နိုင်ဘူးမလုပ်နိုင်သည့်တိုင်အောင်ကိုကယုံကြည်နေတဲ့ကြောင့်မလို့သူ့ကိုပုံပြီးအပ်ပြီးတယ်ဆိုတော့ productively လို့ခေါ်ရတဲ့ဒီလုံနိုင်တဲ့စွမ်းအားတစ်ခုဒီသူ့မှာရှိမနေဘူးဆိုတော့ထိရောက်မှုအားနေတယ်ဆိုတော့ပြန်ပြီးပြောရမယ်ဆိုတော့ accountability သူ့မှာပါမလာအောင်နော်ဆိုတော့အရေးချင်းမရှိဘူးဖြစ်သွားမှာဟုတ်အရေးချင်းမရှိတဲ့သူကိုယ့်လုပ်ငန်းတွေကိုခေါ်လာမိတယ်လို့ဖြစ်သွားတာပေါ့ဒါပေမဲ့အပြင်မှာတော့ကိုကရင်းနှီးတယ်ဟုတ်ယုံကြည်တယ်နောက်ဆုံးထားပေါ့ကိုယ့်ရဲ့အိမ်ကကိုယ့်ရဲ့ညီပဲဖြစ်ဖြစ်ကိုယ်နဲ့ဆွေမျိုးမကင်းတဲ့သူကိုဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာခေါ်လာတယ်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ယုံကြည်ရတယ်လေအဲ့လိုလူတွေဟုတ်လားရှိနေတဲ့ခါမှာကိုလက်လွဲထားခဲ့လို့ရတယ်ဒါပေမဲ့သူ့ရဲ့လုံနိုင်တဲ့အရေးချင်းကလုပ်ငန်းကိုလာပြီးတော့မှထိကြိုက်တယ်အဲ့နှစ်ခုတော့ကျွန်တော်က balance ဖြစ်အောင်စဉ်းစားဖို့လိုအပ်တယ်အဲ့လိုလူမျိုးမခေါ်လာဘူးလို့ကျွန်တော်မဆိုလို့ခေါ်လို့ရကောင်းရတယ်ဒါပေမဲ့ productivity လို့ခေါ်ရတဲ့ဒီလုံနိုင်တဲ့အင်အားပေါ့နော်သူ accountability productivity မှာတော့လာပြီးတော့မှထိကြိုက်မှုတွေရှိနိုင်တယ်ဆိုတော့အရေးချင်းပြည့်ဝတဲ့သူမျိုးရခြင်းမှလည်းရမှာပေါ့နော်အဲ့ဆိုဒီမေကုန်းနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်လုံးခန့်လို့ရှင်လူတော်နဲ့လူကောင်းဟုတ်ဘယ်ဟာကိုပိုရွေးတင်လဲပေါ့ဆိုတော့နားလည်ထားသလောက်ကလူကောင်းတဲ့လူကတော်လာအောင်သင်ပေးလို့ရတယ်ပေါ့နော်လူတော်ကိုကောင်းအောင်လို့လုပ်ဖို့ဆိုတာနည်းနည်းများခက်မလားလို့ဆရာဘယ်လိုအမြင်လဲပေါ့ဆရာအမြင်လဲဟုတ်ပြန်ပြီးကောက်အောင်မယ်ဆိုလို့ရှိရင်ပြန်ပြီးကောက်တာတွေရဲများပြန်ပြီးကောက်အောင်မယ်ဆိုလို့ရှိရင်ဟိုးရှိမှပြောသွားတဲ့ attitude အခုကျွန်တော်တို့ကင်မရာတွေရိုက်ပေးနေတဲ့ဆရာတွေရှိတယ်ဟာလားလူတိုင်းကင်မရာကင်ပြီးတော့မှ button setting လက်လို့ရှင်ဓာတ်ပုံထွက်တယ်ဆိုတော့ကင်မရာမန်လို့ခေါ်လို့ရတာဟုတ်ဒါပေမဲ့ဟာလားဘယ် angle ကနေယူပြီးတော့မှရိုက်ရင်ဒီအနေထားတစ်ခုအောင်ပိုကောင်းတဲ့အနေထားတစ်ခုဖြစ်နိုင်တယ်လေဘယ် lighting ကိုကျွန်တော်စဉ်းစားပြီးတော့မှသုံးမယ်ဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်နဲ့ပို့ပြီးတော့မှ suitable ဖြစ်နိုင်တယ်လေဆိုတာကခုနလူကောင်းလို့ကျွန်တော်ပြောလို့ရတာပေါ့နော်ဆိုတော့ technical ကိုကျွမ်းကျင်တာကိုပဲကျွန်တော်ပြောချင်တာမဟုတ်ဘူးပေါ့နော် saturation တစ်ခုကိုနားလည်ပြီးတော့မှဘယ်လိုအလုပ်လုပ်ရမလဲဆိုတော့သိတာငါဒါမဲနဲ့ဒီတိုင်းပဲသွားရမယ်ဆိုတာထက်ဟုတ်လားကိုရင်းနိုင်ရေးကျွန်တော်ဒီတိုင်းနေကျင်တာရတဲ့အကိုနေပြဿနာမရှိဘူးဒီလိုလေးလုပ်လိုက်ရင်ပိုကောင်းတယ်ဒါကသူ့ရဲ့ technicians back ကိုလည်းကျွန်တော်က short ပေးလိုက်တယ်ဒီကဖြစ်ချင်တဲ့သူကိုလည်းတွန်းပြီးပေးလိုက်တယ်ဆိုရင်ထားမျိုးပေါ့နော်သူ့ရဲ့ဒီinterpretation လုပ်တဲ့ skills ပေါ့နော်ဆိုတော့လူတွေနဲ့ပေါင်းသစ်ဆက်ဆံပြီးတော့မှပြောတဲ့ဆိုတဲ့လောက်တဲ့ကိုင်းတဲ့အရေးချင်းညာအဲ့နေရာမှာစကားပြောသွားတာဆိုတော့လူတော်တိုင်းဒီကျွန်တော်တို့နဲ့ကိုင်းညီစရာအကြောင်းမရှိဘူးဆိုတော့လူတော်တိုင်းကိုနေရာပေးစရာအကြောင်းလည်းမရှိလူတော်တိုင်းကိုကျွန်တော်လုပ်ငန်းထဲမှာခေါ်သုံးစရာလည်းအကြောင်းမရှိဘူးဆိုတော့ကျွန်တော်ကကိုယ့်လုပ်ငန်းနဲ့ကိုင်းညီတဲ့အနေအထားတစ်ခုကိုဖန်တီးပေးနိုင်တဲ့လူကောင်းတယောက်ကိုပဲကျွန်တော်ကရှာဖို့လိုအပ်တယ်ဟုတ်ဆိုတော့လူတော်နဲ့လူကောင်းဒီကိုယ့်စီမှာအဲ့လူတော်ကကိုယ့်စီမှာ fit မဖြစ်အောင်မှာအခြားနေရာမှာ fit ဖြစ်ကောင်းဖြစ်မယ်အခြားနေရာပတ်ဝန်းကျင်တစ်ခုမှာသူကအဆင်ပြေကောင်းပြင်မယ်ကိုနဲ့လူတိုင်းအဆင်ပြေစရာအကြောင်းမရှိဘူးဆိုတော့ဒီလူကိုနဲ့အဆင်မပြေလို့ကိုယ်ဘာမှခံစားနေကြမလို့ဆိုတော့သူ့အတွက်ပတ်ဝန်းကျင်တစ်ခုကလောကနေရာမှာအရာတိဆောက်ပြီးသားရှိနေမှာ